အရန်ကောင်းတဲ့စာသားလေးတွေပါပန်းနိုင်ကိုရောက်ဖို့အတွက်လဲလူတွေရဲ့မျက်လုံးကိုမကြည့်ပါနဲ့ကိုလန်းကိုသာကြည့်ပါအောင်မြင်မှုတွေရဖို့အတွက်လဲလူတွေရဲ့စကားကိုနားထောင်မနေပါနဲ့ကိုဆုံးဖြတ်ချက်ကိုသာခိုင်ခိုင်မာမာချပါဘဝတလန်းအတွက်လူတွေရဲ့အပြုမှုတွေကိုဂရုမစိုက်ပါနဲ့ကိုလုံးတင်တာကိုရဲရဲဝံ့ဝံ့လုပ်ပါစကားများများပြောမိရင်ယူနေလားလို့အထင်ခံရလိမ့်စကားပြန်မပြောရင်လဲမာနာကြီးတယ်လို့အထင်ခံရလိမ့်အမြဲတမ်းပြုံးနေရင်ပေါ်တော်တော်လို့အထင်ခံရလိမ့်တီတီကြီးကြီးနေမိရင်လဲဘဝင်မြင့်တယ်လို့အထင်ခံရလိမ့်မယ်ကိုဘဝကိုကိုယ်တိုင်သိနေတာပဲလို့သူတစ်ပါးကိုမထိခိုက်ဖဲနဲ့ကိုအစဉ်ပြေသလိုနေထိုင်တတ်ဖို့အရေးကြီးတာပဲသူတစ်ပါးလဲကြနေရင်စေတနာတန်တန်နဲ့ကိုတတ်နိုင်တယ်လို့ဆွဲထုတ်ပေးလိုက်ပါကိုလဲကြနေရင်တော့ကိုယ်တိုင်ပဲပြန်ထနိုင်အောင်ကြိုးစားပါဘာကြောင့်လဲဆိုတော့ကိုလိုစိတ်ဓာတ်မျိုးကသူတစ်ပါးစီမှာရှိချင်မှရှိမှာလေမနေ့ကဆိုတာတိတ်တစ်ခုပါမနှက်ဖန်ဆိုတာအိမ်မက်တစ်ခုပါဒီနေ့သာလဲဘဝတစ်ခုလေဘဝဆိုတာပျော်လဲတစ်နေ့မပျော်လဲတစ်နေ့ပဲအကောင်းဆုံးဖြစ်အောင်ဘလို့ဖြတ်တန်းရမလဲဆိုတဲ့အပေါ်မှာအဲ့ဒါလည်းကိုယ့်အပေါ်မှာပဲမူတည်တယ်အယိုးသားဆုံးလူတစ်ယောက်မဖြစ်သေးရင်တောင်မှကိုယ့်ကိုမလိမ်မိစေနဲ့ယုံကြည်မှုမပြတ်စေနဲ့ကိုယ့်အတွက်ယုံကြည်ရဆုံးဟာကိုယ့်တယောက်တည်းပဲရှိပါတယ်